ဆူငင်းလို over မလုပ်ဖေးရိုးရဝတ်ဆောင်လေးနဲ့ထိုင်းတွေကိုအံ့ဩသွားအောင်လုပ်ပြနိုင်ခဲ့သူ JK ဆိုဖီယာပရိသတ်များလုံးပဲမင်္ဂလာပါရှင် JK ဆိုဖီယာကဒီနေ့ National Costume ပြိုင်ပွဲမှာဘလို့ဝတ်ဆောင်နဲ့ပွဲထွက်လာမလဲဆိုတာအားလုံးကစောင့်ကြည့်နေကြပါတယ်။တဲဆူငင်းရဲ့လွန်ခဲ့တဲ့နှစ်ကပန်ထရာဘရင်မဝတ်ဆောင်ကလူကြိုက်အများဆုံးဝတ်ဆောင်ဖြစ်ခဲ့လို့ဒီဝတ်ဆောင်ကိုဘယ်သူမှမမီနိုင်ဘူးလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့ဒီနေ့မှာတော့ JK ကဂုံရှမ်းမဟာဒေဝီဝတ်ဆောင်နဲ့ရှင်ပြိုင်ပြီးရိုးရိုးလေးနဲ့လှနေတာကြောင့်သဘောကျသူတွေကပုံများနေပါတယ်။ဝတ်ဆောင်ရဲ့နာမည်ကတော့ခေမရာတိုင်းမဟာဒေဝီဝတ်ဆောင်ဖြစ်ပါတယ်။ကျိုင်းတုံရှမ်းလူမျိုးရဲ့တော်ဝင်အဆောင်အယောင်ကိုလည်းကဘာကိုပြသချနာဖြစ်ပြီး JK ကလည်းတေချာဝတ်ဆင်ပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်မှာတဲဆူငိမ့်ပန်ထရာဘရင်မဝတ်ဆောင်နဲ့ရှင်ပြိုင်ခဲ့ပြီးသူရဲ့ဝတ်ဆောင်ကအားလုံးထဲမှာထူးခြားနေခဲ့ပါတယ်။ပန်ထရာဘရင်မစစ်ထွက်တဲ့ပုံစံဖြစ်အောင်လှဲနဲ့မြင်းကိုပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့စင်မောမှာလှဲနဲ့မြင်းကိုတင်ခွင့်မရခဲ့တာကြောင့်ရှင်ပြိုင်နေရင်လည်းမျက်လုံးတွေမှာမီမဝင်တောင်းနေခဲ့ပါတယ်။ပန်ထရာဘရင်ဝင်ပို့တာလားဒါမှမဟုတ်အပေါ်ရီပဲလှုပ်သလားလို့မသိကြပါပဲလေ။တဲဆူငင်းကိုပန်ထရာဘရင်မဝတ်ဆောင်နေမြင်ရသူတွေကကြက်သိမ်းထားသွားခဲ့ပါတယ်။တဲဆူငင်းကဒီဝတ်ဆောင်နဲ့အကောင်းဆုံးရှင်ပြိုင်ပြီးစုကိုလည်းမျှော်လင့်ထားခဲ့ပါတယ်။သိန်းလေးရအကုန်ကြခံထားပြီးမြဲအဲ့ဒီဝတ်ဆောင်ကလည်းစုမရသွားခဲ့ပါဘူး။ဒီနေ့မှာတော့ JK ကရိုးရအမွေအနှစ်ကိုဖော်ထုတ်တဲ့အနေနဲ့ဂုံရှမ်းရိုးရဝတ်ဆောင်ကိုဝတ်ဆင်ပြီးတီတီငိမ့်ငိမ့်ရှင်ပြိုင်သွားပါတယ်။လက်ချေယွန်ပြည်တော်လေးထဲမှာရှမ်းပြည်နယ်ရဲ့အထင်ကရပန်းဖြစ်တဲ့ချယ်ရီပန်းကိုထည့်ပြီးရိုးရအလှကိုဖော်ပြနိုင်ခဲ့ပါတယ်။သူ့ဝတ်ဆောင်ကိုရိုးရဲဆိုပြီးပြောကြပြီးမြဲလေတကယ်တော့နိုင်ပေါင်း2000ကျော်အချိန်ပေးပြီးပြင်ဆင်ထားရတဲ့ဝတ်ဆောင်ဖြစ်ပါတယ်။ဒီဝတ်ဆောင်ကရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့ဂုံရှမ်းစော်ဝါရီရဲ့မဟာဒေဝီဝတ်ဆောင်ပါ။ဂုံရှမ်းလူမျိုးတွေကမြန်မာနိုင်ငံကတိုင်းရင်းသား135မျိုးမှာပါဝင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာအများဆုံးနေထိုင်ကြပါတယ်။ဒီဝတ်ဆောင်ကိုထိုင်းဝတ်ဆောင်နဲ့မှားကြတာကြောင့်ဂုံရှမ်းရိုးရစစ်စစ်ဖြစ်ကြောင်းပြသလိုက်တာပါ။ရိုးစင်နဲ့ဆိုပြီးဝေဖန်ကြပြီးမဲ့လေရှေးခေတ်ကစော်ဝါရီရဲ့ချမ်းသာကြွယ်ဝမှုကိုပြသဖို့ဖြစ်ပါတယ်။ရှေးခေတ်တုန်းကတည်းကဂုံရှမ်းလူမျိုးတွေရဲ့အရင်ကျေးမှုကကြီးမားခဲ့ပြီးရွှေချီတို့ငွေချီတို့ဝတ်ဆောင်တွေလည်းဝတ်ဆင်ခဲ့ကြပါတယ်။ဒီလိုရင်ကျေးမှုကိုကဘာကိုပြသနိုင်မှုအတွက် JK ကဒီဝတ်ဆောင်ကိုတမင်ရွေးချယ်ထားတာပါ။စင်မော်မှာဝတ်ဆောင်အကြီးကြီးတွေကိုဝတ်ပြမှ National Costume ဖြစ်တာမဟုတ်ပဲဒီလိုရိုးရဝတ်ဆောင်နဲ့လည်းရှင်ပြိုင်လို့ရကြောင်းပြသတာဖြစ်ပါတယ်။အထူးခြားဆုံးကတော့ JK ရဲ့စတုံးပုံစံဖြစ်ပြီးရှေးဟန်အတိုင်းပြင်ဆင်ထားတာကဆွဲဆောင်မှုရှိနေပါတယ်။ငွေသားအစစ်နဲ့ဖန်တီးပြုလုပ်တဲ့ငွေဆက်အုပ်ဇတုရိုးရငွေတဲ့ရှေးခေတ်ဇတုကိုပန်းဆင်ထားလို့တစ်ခုချင်းစီကိုအသေးစိတ်ပြင်ဆင်ထားတာပါ။တိုင်းရင်းသားရိုးရဝတ်ဆောင်တွေကိုတန်မိုးထားဝတ်ဆင်ဖို့နဲ့ဂုံရှမ်းလူမျိုးတွေကိုအမေခံမဖြစ်အောင်ပြန်လဲဖော်ထုတ်ခဲ့တာပါ။ JK ကဂုံရှမ်းရိုးရဝတ်ဆောင်ကိုဒီလိုပွဲမှာဝတ်ဆင်ပြလိုက်လို့ထိုင်းတွေလည်းအံ့ဩနေကြပြီးထိုင်းဝတ်ဆောင်မဟုတ်မှလည်းတည်သွားကြပါပြီ။တနခါနဲ့တကြံကိုထိုင်းနိုင်ငံရဲ့အင်းကျေးမှုအဖြစ်ထည့်သွင်းနေကြတဲ့အချိန်မှာ JK ကဝတ်ဆောင်ကိုထိန်းသိမ်းပြလိုက်တာပါ။တဲဆူငိမ့်နဲ့မတူတဲ့ဝတ်ဆောင်ဖြစ်ပေမဲ့လေ JK ရဲ့ဂုံရှမ်းဝတ်ဆောင်ကလည်းတစ်မျိုးလှပနေပါတယ်။ရှမ်းကချင်မလေးဖြစ်တဲ့ JK ကမြန်မာနိုင်ငံမှာရှင်ပြိုင်စင်တော့ကလည်းရှမ်းခေါက်ဆွဲလေးလေးကိုပြင်ဆင်ထားပြီးရှမ်းဝတ်ဆောင်ကိုပဲဝတ်ဆင်ခဲ့တာပါ။အတိတ်ပဲပြေဝနေတဲ့ JK ရဲ့ဝတ်ဆောင်လေးကိုသဘောကျရဲ့လားဆိုတာကို comment မှာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။